နှစ်2550ပြည့်နှစ်ကောဇာတက္ကရာ1369ခုတကူလာဇန်73ရက်2009ခုနှစ်3လပိုင်း30ရက်နေ့ဟောဝါဒခံယူရန်ကြွရောက်လာကြသောသာသမိမိများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းပြည့်စုံစွာနဲ့ဘုံဘုံပြောပြမဲ့ဟောဝါဒတရားများကိုကောင်းစွာနာယူနိုင်ကြပါစေ။တရားသံဃာမိဘဆရာသမားတို့ရဲ့စကားကိုကောင်းစွာနာယူမှတ်သားပြီးတော့လိမ္မာသောလမ်းမှန်ကိုရှောက်နိုင်သောသာသမိမိတို့ဖြစ်ကြပါစေလို့ဘုန်းကရှိဥစွာမေတ္တာပို့သပေးပါလေနော်။ကဲအားလုံးမနေ့ကဘုန်းဘာတွေပြောလိုက်လဲ။စီကံရှိရမယ်ဟုတ်ကဲ့လား။ဘာရှိရမလဲ။စီကံကဘယ်ချိန်ရှိမှလဲ။အဲ့တော့ဖေဖေမေမေတို့စကားဆရာမိဘတွေရဲ့စကားကိုရှင်းရင်နားထောင်ပါလားကိုယ်ရနားထောင်ဘယ်လိုနားထောင်ရမှာအချိန်တိုင်းနားထောင်ရမယ်နေရာတိုင်းမှာနားထောင်ရမယ်ကဲသာသမီကိုယ်ရနားထောင်ဘယ်လိုနားထောင်ရမှာအချိန်တိုင်းနားထောင်ရမယ်နေရာတိုင်းမှာနားထောင်ရမယ်ကဲသာသမီတို့အတွက်ကိုယ်ကိုယ်အားထားရကျေးဇူးရှင်ဘယ်နှယောက်ရှိလဲဘယ်သူတွေလဲတော်လာကြီးလားသာသာတို့ဒါဆိုခဏနေမုံဝေဦးမှာနော်ဒါဒီနေ့တစ်ခုပြောမယ်စိတ်ကံရှိပြီးရင်မလုပ်ရမလဲဆိုရင်စိတ်ကောင်းထားရမယ်တဲ့မလုပ်ရမယ်စိတ်ကောင်းထားရမယ်ဆိုတော့ကဲသာသာတို့မိမိတို့ဖြည့်ကြည့်တာစိတ်ကောင်းရှိတဲ့လူနဲ့စိတ်ကောင်းမရှိတဲ့လူဘယ်သူကပို့ပြီးတော့မှတန်ဖိုးရှိတယ်လဲသာသမိမိတို့ကလည်းစိတ်ကောင်းရှိတဲ့လူကိုကြိုက်လားစိတ်ကောင်းမရှိတဲ့လူကြိုက်လားဟုတ်ပြီဒါဖြင့်သဘောကောင်းတဲ့လူကိုကြိုက်သလားသဘောမကောင်းတဲ့လူကိုကြိုက်သလားဒါဖြင့်သားတို့သမီးတို့ကစိတ်ကောင်းရှိအောင်လုပ်ပါလားကဲစိတ်ကောင်းကအလိုလိုရှိမှလားရှိအောင်လုပ်ယူရမှလားအဲ့တော့စိတ်ကောင်းရှိခြင်းရင်တဲ့နော်ဒီနေ့လူမိုက်နဲ့မပေါင်းနဲ့ဘာဖြစ်တဲ့လူမိုက်နဲ့မပေါင်းလို့ဆိုဘယ်သူနဲ့ပေါင်းလူလိမ္မာနဲ့ပေါင်းရမယ်ပြန်ပြောဒါပေမဲ့ဘယ်သူနဲ့မပေါင်းရဘူးဘယ်သူနဲ့ပေါင်းရမယ်ဟုတ်ပြီအဲ့တော့မနေ့ကစီကံအတိုင်းပြန်ကြည့်အောင်စီကံရှိတဲ့လူနဲ့ပေါင်းပါလားစီကံမရှိတဲ့လူနဲ့ပေါင်းပါစီကံရှိတဲ့လူဟာလူမိုက်လားလူလိမ္မာလားစီကံမရှိတဲ့လူကဒါဖြင့်သူများတဲ့တတ်တဲ့လူနဲ့ပေါင်းမလားပေါင်းမလားသူများပစ္စည်းခိုးတဲ့လူနဲ့ပေါင်းမလားဟုတ်ပြီဒါဖြင့်ဤသာထားတဲ့လူနဲ့ပေါင်းမလားဟုတ်ပြီလိန်တက်တဲ့လူနဲ့ပေါင်းမလားဆဲရဆူရတဲ့လူနဲ့ပေါင်းမလားဘာဖြစ်လို့မပေါင်းတာလဲလူမိုက်မို့လို့ဘာဖြစ်လဲဟုတ်ပြီနော်စာမချက်ဖဲနဲ့သချင်းတွေရှောက်ဟောတောင်ပြောနေတဲ့လူတွေနဲ့ပေါင်းမလားဟုတ်ပြီအရက်ဒေတာဆေးလိတ်ခွန်းစားတဲ့လူတွေနဲ့ပေါင်းမလားဒီကြပြီနော်အဲ့တော့ဘာကောင်းအောင်ထားရမယ်စိတ်ကောင်းထားရမယ်ဘယ်သူနဲ့ပေါင်းမလဲလူမိုက်နဲ့ပေါင်းမလားလူလိမ္မာနဲ့ပေါင်းမလားပြိပစကားကိုနားမထောင်တဲ့လူနဲ့ပေါင်းပါလားနားထောင်တဲ့လူနဲ့ပေါင်းပါလားဟုတ်ပြီဆရာသမားစကားကိုနားထောင်တဲ့လူနဲ့ပေါင်းပါလားနားမထောင်တဲ့လူနဲ့ပေါင်းပါလားကဲစိတ်ကောင်းရှိဖို့ဆိုရင်ကုသိုလ်လုံးမလားအကုသိုလ်လုံးမလားကုသိုလ်ဆိုတာကောင်းတဲ့လုံးလားမကောင်းတဲ့လုံးလားကောင်းပြီဒီကြစဉ်းစားတော့အခုမနေ့ကဘုံဘုံတရားဟောပြီးတော့သတ္တတို့အပြင်ထွက်တော့အပြင်ကဘာလုပ်လဲမုံတို့ဝေတယ်ဟုတ်ကဲ့လားမုံတို့ဝေတော့ကိုတထုပ်ရပြီးသားကိုနောက်တထုပ်ထမ်းရရင်တဲ့လူဟာလူဇို
သိုလ်လားအကုသိုလ်လို့ရင်သားတို့ဘယ်ရောက်မှာတော့သွားပါလားဘယ်ဟုတ်သွားပါလားသားတို့ကဘယ်သွားကြပါလဲဘယ်သွားမှာနိဗ္ဗာန်ကကုသိုလ်လုပ်တဲ့လူရောက်မှာလားအကုသိုလ်လုပ်တဲ့လူရောက်မှာကုသိုလ်လုပ်တဲ့လူရောက်မှာဆိုမတရားသဖြင့်လောဘကြီးတဲ့လူရောက်မလားတထုပ်ရပြီးသားကိုတပတ်ပြန်ပတ်တာလေရှိသလားအဲ့လိုလုပ်ရမှာလားဒီနေ့ဘုံဝေဦးမှာတဲ့အဲ့တော့ကိုတယောက်ထဲနှစ်ထုပ်ယူမလားမျှယူမလားအဲ့တော့ကိုစားရတယ်လို့သူများလည်းစားရပါသည်ဟုတ်ကဲ့လားကိုရတယ်လို့သူများလည်းရပါသည်ဟုတ်လားကိုတယောက်ထဲအများကြီးယူမယ်ဆိုရင်အဲ့ဒီလူကလူမိုက်လားလူလိမ္မာအဲ့လိုလူမျိုးနဲ့မကောင်းရဘူးဟုတ်ကဲ့လားဒါဖြင့်ဒီနေ့ပြန်ထွက်တဲ့ခါကျတော့သတ်သားတို့ရှိရအောင်မိမိတို့အားလုံးဝုန်းဆိုတိုးပြီးထွက်မလားတန်းချင်းထွက်အားလုံးတိုးပြီးထွက်ရတာနဲ့တန်းချင်းထွက်တာပဲဟာပူကောင်းလဲဟိုနောက်တန်းကလူတွေကလည်းဖြည်းဖြည်းချင်းတန်းချင်းထွက်မယ်နော်ကိုနောက်ကလူတွေမရှိမှကိုကထပြီးတော့ထွက်မယ်လုံးမလားစီကံရှိတဲ့လူနဲ့စီကံမရှိတဲ့လူဘယ်သူကကောင်းလဲဘာကုနာလို့လောဘကြီးတဲ့လူနဲ့လောဘမကြီးတဲ့လူဘယ်သူကောင်းလဲဟုတ်ပြီနော်စိတ်ကောင်းရှိတဲ့လူဟာလောဘကြီးတဲ့လူလားလောဘမကြီးတဲ့လူအဲ့တော့စိတ်ကောင်းရှိတဲ့လူဆိုရင်ကိုစားတယ်လို့သူများလည်းစားရကိုရတယ်လို့သူများလည်းကိုချမ်းသာတယ်လို့သူများလည်းချမ်းသာရအဲ့တော့ကိုတယောက်တည်းအတွက်လုပ်ရမှာလားအများအတွက်ကြည့်ရဒီလိုပြောမယ်ဟေးအားလုံးနားထောင်ကိုချင်းစာစိတ်ရှိတဲ့လူနဲ့ကိုချင်းစာစိတ်မရှိတဲ့လူဘယ်သူလူကောင်းလဲဟုတ်ပြီနော်အဲ့တော့ကိုတယောက်တည်းအများကြီးရကျင်တာဟာကိုချင်းစာစိတ်ရှိလို့လားမရှိလို့လားဟုတ်ဒါတော့တွေ့လားစိတ်ကောင်းရှိဖို့မလိုဘူးလားအေးအဲ့ဒါစိတ်ကောင်းရှိဖို့ဆိုတာလောဘမရှိမှစိတ်ကောင်းရှိမှဟုတ်ပြီနော်ကဲဒေါသနှစ်ထုပ်မရလို့လေဒေါသဖြစ်တယ်လူကြီးတွေကိုလေသားတို့ဘာလို့တားတာလဲပြန်ယူခြင်းတယ်ဆိုပြီးလူကြီးတွေကိုပြန်អော်တာလေဒေါသဖြစ်တဲ့လူတွေမရှိဘူးလားအဲ့ဒါလူလိမ္မာလားလူမိုက်လားကိုချင်းစာစိတ်ရှိလို့လားမရှိလို့လားဒါပေမဲ့စိတ်ဆိုးတဲ့လူဒေါသဖြစ်တဲ့လူဟာလူလိမ္မာလားလူမိုက်လားဒါပေမဲ့ဒေါသဖြစ်တာကောင်းသလားကဲသားတို့စဉ်းစားတယ်ဒေါသဖြစ်နေတဲ့လူနဲ့ဒေါသမဖြစ်တဲ့လူဘယ်သူကလှလဲဒေါသဖြစ်နေတဲ့လူကအယုံမျက်နှာကြီးညိုပုတ်ပြီးတော့လေသားတို့ဒေါသဖြစ်ဘူးလားငိုးနေတာလှလားကဲခုလိုသားတို့ပြုံးပြုံးလေးဖြေနေတာနဲ့ဒေါသဖြစ်နေတာဘယ်ဟာကောင်းလဲဒါဖြင့်တရားဖြင့်ဒေါသဖြစ်တဲ့လူတွေလုံးမလားအဲ့တော့ဒေါသမဖြစ်အောင်ထိရမယ်နော်ဘာဖြစ်တယ်လောဘမကြီးအောင်လဲထိရလောဘကြီးပြီးအများကြီးယူတဲ့အလုပ်ဟာကောင်းတဲ့အလုပ်လားမကောင်းတဲ့အလုပ်လားကိုတယောက်တည်းစားရတာနဲ့အများစားရတာဘယ်ဟာကောင်းလဲသိကြရလားနှခါပြန်တိုးမလားနှခါပြန်တိုးကြဦးမလားနှခါပြန်တိုးတာစီကံရှိလို့လားမရှိလို့လားအေးဟုတ်ပြီအဲ့တော့လောဘရှိတဲ့လူနဲ့မရှိတဲ့လူဘယ်သူလူလိမ္မာလဲတရားတစ်ထုပ်ပြီးသလောက်ပဲယူရမယ်ပို့ပြီးလိုချင်လို့မရဘူးဟုတ်ကဲ့လားဟဲ့စိတ်ဆိုးတတ်တဲ့လူနဲ့စိတ်မဆိုးတတ်တဲ့လူဘယ်သူကလူကောင်းလဲဒါပေမဲ့ဒေါသဖြစ်တဲ့လူနဲ့မဖြစ်တဲ့လူဘယ်သူလူလိမ္မာလဲဒါပေမဲ့သာသမီတို့ကဒေါသဖြစ်အောင်နေပါလားဒေါသမဖြစ်အောင်နေပါလားဟုတ်ပြီကဲတိတတ်တဲ့လူနဲ့မတိတတ်တဲ့လူဘယ်သူကလူလိမ္မာလဲတိတတ်တဲ့လူနဲ့မတိတတ်တဲ့လူဘယ်သူလူလိမ္မာလဲတိတတ်တဲ့လူဆိုရင်ကဲမိမိကနေသူတစ်ပါးကိုဆင်းရဲအောင်လုပ်တတ်တဲ့လူနဲ့ချမ်းသာအောင်လုပ်တတ်တဲ့လူဘယ်သူကလူလိမ္မာဖြစ်ကဲတသားတော့စကားတစ်ခုပြောမယ်မေမေဖေဖေကိုစကားပြောလိုက်နော်မေ
မေဖေဖေကဝယ်မပေးနိုင်တဲ့ပစ္စည်းတစ်ခုကိုသားတို့ကပူဇာရင်အမေဖေပါဖြစ်မလဲသိရမှာအဲ့တော့အဲ့ဒီစိတ်ဆင်းရဲအောင်လုပ်တာဟာသိတယ်လို့လားမသိတယ်လို့ဒါပေမဲ့ဒီပုဂ္ဂိုလ်လူလိမ္မာလားလူပိုက်အဲ့လိုလူမျိုးနဲ့ပေါင်းရမလားကဲဆရာမကိုသွားပြီးတော့ကြည်တိုက်မယ်ဆရာမလုံးမပေးနိုင်ဘူးဒါကိုသွားပြီးတော့ပြောမယ်ဆိုရင်ဆရာမစိတ်ချမ်းသာမလားစိတ်ဆင်းရဲမလားအဲ့လိုဆင်းရဲမှသိရတဲ့နဲ့ဒါတို့သမီးတို့ကသွားပြောရင်ဒါလူမိုက်လားလူလိမ္မာလားသိတယ်လို့လားမသိတယ်လို့လားဒါဖြင့်ဒါတို့သမီးတို့ကြောင့်သူများတွေဆင်းရဲသွားတာကောင်းလားချမ်းသာသွားတာကောင်းလားဒီအားလုံးအာယုဆိုင်ဖြစ်တဲ့ဒါတို့သမီးတို့ကသူများကိုချမ်းသာအောင်လုပ်ပေးခြင်းသလားဆင်းရဲအောင်လုပ်ခြင်းလားအဲ့ဒါမေတ္တာလို့ခေါ်တယ်အဲ့ဒါဗါလဲသူများချမ်းသာစေခြင်းတာဘာခေါ်လဲသူများကိုချမ်းသာစေခြင်းတာဘာခေါ်လဲအဲ့တော့မေတ္တာရှိတဲ့လူဟာသူများကိုစကားပြောတဲ့အခါဆင်းရဲအောင်ပြောမလားချမ်းသာအောင်ပြောမလားဒါဖြင့်ကိုယ်နဲ့လုပ်တဲ့အခါကာယကံနဲ့လုပ်တဲ့အခါဆင်းရဲအောင်လုပ်မလားချမ်းသာအောင်လုပ်မလားသူများလဲနေတာတွေ့ရင်မလုပ်လဲဟောအားငယ်နေတာတွေ့ရင်အားပေးမယ်အားငယ်တာတွေ့ရင်လဲနေရင်ဟုတ်ကဲ့လားကဲခုတဲ့အသက်ကြီးတဲ့လူတွေ့ရင်မယုံမသိဆက်ဆံမလားယူယူသိသိဆက်ဆံအဲ့ကြီးသူကိုဘာလို့ယူယူသိသိဆက်ဆံလိုက်ရင်ဒီကြီးတဲ့လူဟာချမ်းသာမလားဆင်းရဲမလားသူစိတ်ချမ်းသာမလားစိတ်ဆင်းရဲမလားငါကြီးတွေညီမတွေကတော်လိုက်တာလို့ပြောမှာပေါ့ဟုတ်လားအဲ့တော့အကိုကြီးကိုပြန်ဆဲမယ်အမကြီးကိုပြန်ဆဲမယ်ကိုယ့်တက်ကြီးတဲ့လူကိုပြန်ပြီးတော့မယုံမသိပြောရင်အဲ့ဒီအကိုကြီးမကြီးကချမ်းသာမလားဆင်းရဲမလားဒါဖြင့်သူများဆင်းရဲအောင်လုပ်မလားဒါဖြင့်ဗဇက်ကလည်းဆင်းရဲအောင်မပြောနဲ့လက်ကလည်းဆင်းရဲအောင်မလုပ်နဲ့ဆိုတော့ကိုယ့်တက်နေတဲ့လူတွေ့ရင်မလို့တနာရမယ်ကိုယ့်တက်နေတဲ့လူတွေ့ရင်ငယ်တဲ့လူကိုအနိုင်ကျင့်ရမလားကြီးတဲ့လူနဲ့ငယ်တဲ့လူဘယ်သူကိုဦးစားပေးရမလဲဟုတ်ပြီလားဟဲ့ကြီးသူကိုဘာလုပ်ရမလဲငယ်သူကိုသနာငယ်သူကိုရွယ်သူကိုချင်းချင်းကြတော့သူတို့သိတာပဲရွယ်သူချင်းဘာလုပ်ရမလဲဒေသမယ်ဆိုတော့အထီးမဲ့ပြေပြူရမှာလားရံဖြစ်ရမှာလားရွယ်သူချင်းချင်းဘာလို့လေးစားရမယ်ရိုးရိုးသေးသေးဆက်ဆံရဟုတ်ပြီလားဒါပေမဲ့သာသာမိမိတို့ကကြီးသူကိုရိုးသေးရွယ်သူကိုလေးစားငယ်သူကိုသနာတဲ့အလုံးလုံးရင်တခြားပုဂ္ဂိုလ်တွေချမ်းသာပါလားဆင်းရဲပါလားဒါပေမဲ့သားတို့သမီးတို့ကြောင့်ဆင်းရဲအောင်လုပ်ပါလားချမ်းသာအောင်လုပ်ပါလားသူများချမ်းသာအောင်လုပ်ပေးတာကိုဘာလို့ခေါ်လဲမေတ္တာဘာလို့ခေါ်လဲဒါဖြင့်မေတ္တာရှိတဲ့လူဟာစိတ်ကောင်းရှိတဲ့လူလားစိတ်ဆိုးရှိတဲ့လူလားဒါဖြင့်လူမိုက်ခေါ်မလားလူလိမ္မာခေါ်မလားဒါဖြင့်တရားရှိသားတို့သမီးတို့ကဘာရှိအောင်နေမလဲစိတ်ကောင်းရှိအောင်ဆိုတော့မေတ္တာရှိအောင်နေရဘာရှိအောင်နေရမလဲမေတ္တာဆိုတာဘာလဲသူများချမ်းသာအောင်လုပ်ပေးတာပြန်ပြောအဲ့ဒါဘာခေါ်လဲလက်ပြန်ပေးမှာနော်သူများချမ်းသာအောင်လုပ်ပေးတာဘာလဲဟုတ်ပြီနော်နောက်တစ်ခုရှိတယ်ကဲတကယ်ချင်းတယောက်ကကလေးလေးတယောက်ကဖိုက်စာလို့ငိုးနေတယ်သားတို့လက်ထဲမှာမုန်းရှိတယ်ဘယ်လိုလုပ်မလဲဒီငိုနေတာကိုဒီတိုင်းကြည့်နေရမှာလားငိုတာတိတ်အောင်လုပ်ပေးရမှာလားအဲ့တော့ခုထက်နှိမ့်ကြနေတဲ့လူကိုအနိုင်ကျင့်ရမှာလားတနာရမှာလားပေါ့ရဲ့လဲနေရင်ဝိုင်းပြီးတော့ခါကြမှာလားတွဲထူပေးရလဲနေသူကိုအားငယ်သူကိုအားလုံးမပြီးတယ်နော်လဲနေသူကိုအားငယ်သူကိုသိကြတယ်နော်အဲ့ဒါလို့သနာတတ်တာကိုကြတော့ကရုဏာတဲ့သနာတတ်တာပါလေအဲ့ဒါလို့ကိုယ်တဲ့အားငယ်သူကိုဆုံးသနာရကိုယ်တဲ့နေကြသူကိုအဲ့ဒီနေကြသူကိုသနာတာကိုဘာခေါ်လဲကရုဏာပါလေဟုတ်ကဲ့လားဟဲ့အဲ့တော့မေတ္တာရှိအောင်လေ
ကရုဏာရှိအောင်လေအဲ့ဒါလိုမေတ္တာကရုဏာရှိတဲ့လူမှဘာရှိတဲ့လူလဲစိတ်ကောင်းရှိတဲ့လူဘာရှိတဲ့လူလဲဒါပေမဲ့သားတို့သမီးတို့တရားရှိဘာရှိအောင်ကြိုးစားမှလဲမဟုတ်မမှန်တာလုံးမလားလောဘကြီးကြမလားဒေါသကြီးကြမလားအလိုက်မသိပဲနေမှာလားဘယ်လိုနေမလဲအလိုက်သိအောင်နေရမယ်ဖေစိတ်ရှိရင်းနေတယ်ဆိုသူတို့ရှိသွားဆော့မလားဆရာမစိတ်တူနေတဲ့ချိန်သူရှိသွားဆော့မလားဆော့ရမလို့ခါမလဲအလိုက်သိလို့လားမသိလို့လားသိကြတယ်နော်ဒါပြန်သိတတ်တဲ့လူနဲ့မသိတတ်တဲ့လူဘယ်သူကတန်ဖိုးရှိလဲဒါပြန်ဒီနေ့ဘုန်းဘုန်းကပြောတယ်ဘာရှိအောင်နေရမယ်ဘာရှိအောင်နေရမယ်အဲ့တော့စီကံလည်းရှိရစိတ်ကောင်းလည်းရှိရပြန်ပြောဟုတ်ကဲ့လားဟဲ့အဲ့တော့စိတ်ကောင်းရှိဖို့အတွက်ဘယ်သူနဲ့မပေါင်းရဘူးလို့ဘယ်သူနဲ့ပေါင်းရမယ်ဒါပေမဲ့သားတို့သမီးတို့ဘုရားလက်ထက်ကလေကြီးညီတောင်ကြောက်ဘူးလားဟုတ်ပြီကြီးညီတောင်လေးဟာတကောင်ကဘယ်သူတွေနဲ့ပေါင်းလဲလူတွေနဲ့ပေါင်းတယ်တကောင်ကရောအရင်စိတ်လူလိမ္မာနဲ့ပေါင်းတယ်ဒါဖြင့်လူလိမ္မာနဲ့ပေါင်းတဲ့ကြီးလေးကဘာဖြစ်လဲရှင်ကြီးတယ်လိမ္မာတယ်ဒါဖြင့်လူမိုက်တွေနဲ့လူစိုးတွေနဲ့ပေါင်းတဲ့ကြီးရောကျန်းကျန်းနဲ့ရိုင်းဆိုင်တယ်ဘာဖြစ်လဲဒါဖြင့်သားတို့သမီးတို့အခုကဲဘုံဘုံစီလာပြီးတော့ဩဝါဒခန္ဓာရိုင်းဆိုင်ခြင်းလို့လားလိမ္မာခြင်းလို့ကျန်းတန်းခြင်းလို့လားလူညံ့ခြင်းလို့လားလောကမှာချမ်းချမ်းသာသာနေတဲ့လူနဲ့လူညံ့ညံ့နေတဲ့လူဘယ်သူကပိုပြီးကောင်းလဲကျေသူများကိုရိုင်းဆက်ဆံရမှာလားလူစိုးတွေနဲ့ပေါင်းတဲ့ကြီးရလေသူများတွေလည်းတွေ့တော့ဗာပြောလေရှင်းတယ်လေဘာလို့လဲဒါတို့သမီးတို့ဆဲရမှာလားဒီကောင်းဒီပေါင်းပေးပါဦးဆဲတယ်ဆဲရလို့သိတာပေါ့ဒါလို့မဆဲရရင်ဆဲနေမှသိမလားဟုတ်ပြီနော်ဒါမျိုးဆဲမလားဆဲတယ်လို့လုပ်ပါလားဆဲရင်တဲ့အဲ့ဒါငရေသားကြီးတွေကနှခမ်းသားတို့ဆဲတဲ့နှခမ်းစီရှာတွေကိုအနဲ့ထုံးပါနဲ့ထုံးပါရိုးရိုးအမောက်ဘူးတဲ့မိပုတ်ထားတဲ့အက်ဟုတ်နော်ကောင်းလားဒါမျိုးဒီရရှိဆဲရမလားကျန်ကျန်တန်းပြောရမလားဒါဖြင့်လူမိုက်နဲ့ပေါင်းရမလားလူလိမ္မာနဲ့ပေါင်းရမလားဆဲတဲ့လူနဲ့ကျန်တဲ့လူနဲ့ရဖြစ်တဲ့လူနဲ့ကျင်တဲ့လားဒါကောင်းရှိအောင်လုပ်ရမယ်အဲ့ဒါစိတ်ကောင်းရှိအောင်လုပ်ရမှာလားဘုံဘုံရှိမှလုပ်ရမှာလားအချိန်တိုင်းလုပ်ရမှာရှိတယ်နားထောင်ပါလားကိုယ်ရနားထောင်ပါလားသိကြသလားသဘောပေါက်ရလားဓမ္မဘာရှိရမလဲကံရှိရမယ်ဘာရှိရမလဲနောက်တစ်ခုကစိတ်ကောင်းရှိရမယ်ဆိုတော့သူများကိုဆင်းရဲအောင်လုပ်ပါလားချမ်းသာအောင်လုပ်ပေးပါလားအဲ့ဒါဘာခေါ်လဲမေတ္တာပြောပါမေတ္တာဆိုတာသူများကိုချမ်းသာအောင်လုပ်ပေးတာဟုတ်ပြီလားအဲ့တော့စကားပြောရင်လည်းသူများစိတ်ဆင်းရဲအောင်ပြောမှလားချမ်းသာအောင်ပြောမှလားကိုယ်နဲ့ကိုယ်မူရနဲ့လုပ်တဲ့ခါကျတော့သူများကိုရိုက်နဲ့ထိုးကြိတ်ဒီလိုလုပ်ရမှာလားလဲနေတဲ့လူတွေ့ရင်ဟုတ်ပြီအားငယ်သူတွေ့ရင်ကြီးသူကိုရွယ်သူကိုဟုတ်ပြီငယ်သူကိုအဲ့ဒီစိတ်ကလေးတွေမွေးတဲ့လူကစိတ်ကောင်းရှိတဲ့လူလားစိတ်ဆိုးရှိတဲ့လူလားအဲ့လိုလူမျိုးနဲ့ကြပါလို့ကောင်းလားကိုယ်တိုင်လည်းအဲ့လိုလူမျိုးဖြစ်အောင်ဟုတ်ပြီနော်အဲ့တော့ကိုယ်ထက်သိဟုတ်ပြီအားငယ်သူတွေ့ရင်ကြီးသူကို
ရှိတဲ့လူလားအဲ့လိုလူမျိုးနဲ့ကြပါလို့ကောင်းရမယ်ကိုယ်တိုင်လည်းအဲ့လိုလူမျိုးဖြစ်အောင်ဟုတ်ပြီနော်အဲ့တော့ကိုယ်ထက်သိကြတဲ့လူကိုတွေ့ရင်ဘာလို့တနာရကိုယ်နဲ့သိကြတဲ့လူတွေ့ရင်အဲ့ဒါဘာစိတ်ခေါ်လဲကရုဏာဘာလဲလဲမေတ္တာရဲ့ကရုဏာရဲ့ဟုတ်ပြီလားကဲကိုယ်ထက်သာတဲ့လူတွေ့ရင်ဘယ်လိုသဘောထားတကယ်အတန်းထဲမှာတကယ်ကြီးတယောက်ကပထမရသွားတယ်ဒါတို့ကဘယ်လိုလုပ်လဲအဲ့ဒါသူယူရမယ်ဝမ်းသာရမယ်ငါတို့တကယ်ကြီးပထမရသွားတယ်ဟုတ်ပြီနော်ဗါလေငါတို့တကယ်ကြီးပထမရသွားတယ်ဘယ်လိုစိတ်ဖြစ်ရဝမ်းသာတဲ့စိတ်ဖြစ်ရဘာဖြစ်လဲဒီတကယ်ကြီးအဖို့ကောင်းကောင်းကြီးစားနေတယ်ကိုကတော့ဇီးရိုလေးပဲစားရတယ်နော်ဘယ်လိုလုပ်လူစားတာသူစိတ်မုံကောင်းကောင်းစားနေအောင်ကြည့်ပြီးပါလို့ဝမ်းသာရမယ်သူတို့ကောင်းကောင်းစားနိုင်တယ်ဟုတ်ကဲ့လားအဲ့တော့ဒီတဲ့ကောင်းတဲ့မုံတွေစားနိုင်ပါစေလို့လည်းမလုပ်အောင်သူကောင်းပြရမယ်အဲ့ဒါဘာခေါ်လဲဆိုရင်မူတိဓာတ်တဲ့ဘာလဲကိုယ်တဲ့သားတဲ့လူတွေ့ရင်ဝမ်းမြောက်ရမယ်ပြန်ပြောကိုယ်တဲ့သားတဲ့လူတွေ့ရင်ဝမ်းမြောက်ပြီးတော့ဒီတိုင်းနေမှလားသူလိုဖြစ်အောင်ကြိုးစားမှလားသူလိုဖြစ်အောင်ကြိုးစားမယ်ဆိုတော့ပထမရအောင်ပို့ချပါအဲ့ဒါလို့လားပို့ချပါလားဘယ်လိုလုပ်စာရီပူရအောင်ကြိုးစားမယ်သူ့ချက်ပူတော့အောင်ကြိုးစားမယ်အဲ့ဒါမနာလို့လားအတူယူလာလားသူ့ကိုပြန်ပြီးရလို့ရမှာလားအပထိုင်မရအောင်လုပ်မှလည်းပထမရအောင်မလုပ်နဲ့တော့ပြောရမှာလားဒါပေမဲ့ကိုယ်တည်းသားတဲ့လူတွေဘာလို့ဝမ်းမြောက်ရမယ်အတူယူရမယ်တစ်ခုပြောဘယ်လိုလူမျိုးဝမ်းမြောက်မှာတော့ကိုယ်တည်းသားတဲ့လူကိုဝမ်းမြောက်နေနောက်ဘာလို့ရမလဲအတူယူတာကိုယ်တည်းတော်တဲ့လူရှိရင်သူတို့တော်အောင်ယူတာဟုတ်ပြီလားကဲဒါပေမဲ့သူများကပုံကောင်းကောင်းစားနေတာတွေ့တော့ဖေဖေကိုသွားပြီးတော့ပူစားမလားဖေဖေကသာသာမီလို့မကောင်းတာတွေ့တယ်ဝမ်းမြောက်ရမယ်ပြန်ပြောပါဒါဖြင့်မေတ္တာစိတ်ရှိအောင်လေနေရမယ်ကရုဏာစိတ်ရှိအောင်လေနေရမယ်မုရိဒာစိတ်ရှိအောင်လေနေရမယ်မေတ္တာကရုဏာမုရိဒာရှိတဲ့လူကိုဘာရှိတဲ့လူကိုခေါ်မလဲဘာရှိတဲ့လူအဲ့ဒီစိတ်ကောင်းကအလိုလိုရှိပါလားစိတ်ကောင်းရှိအောင်လုပ်ရပါလားအဲ့တော့ဘသူကိုယ်တိုင်လုပ်ရမှာလဲဘသူကိုဘသူအားကိုးရမှာလဲဒီနေ့အဲ့လိုအားကိုးတော့မနေ့ကဘုံဘုံပြောတာလေးပြန်ပြောမယ်သာသာတို့ဘုရားကိုကြောက်လားဘာလို့မကြောက်တာလဲဒီကရှိတော့ဘသူစကားနားထောင်တယ်ဒီဘုရားကတော့ဘုရားကိုကြောက်ကြရတရားကိုကြောက်ကြလားသံဃာကိုကြောက်ကြလားဘုံမကြောက်ဘူးလားဒီမနေ့ကပြောတာတော့ရိုက်ပါလို့ပြောကြောက်လားမကြောက်လားပြောဘယ်ကြောက်လားမကြောက်ဘူးလားဘာလို့မကြောက်တာဒီကရှိလို့ဆိုဒီနေ့ဝုန်းကနေအကုန်စုထားရင်တော့ရိုက်ခံရမှာတော့ဘယ်လိုထားမလဲဒီနောက်ကတယောက်ရှင်းထားပြီးတော့ရိုးရိုးသေးသေးတစ်ခုချင်းယူပြီးပြတ်မယ်ဟုတ်ပြီနော်အဲ့လိုမဟုတ်ရင်တော့ဘုံဘုံကမလုပ်ပါနဲ့အဲ့ဒါလိုအမှားလုပ်ရင်တော့သားတို့သမီးတို့ကမလုပ်ရကြောက်ရမယ်စီကံမရှိရင်ကြောက်ရမယ်စီကံရှိရင်ဟုတ်ပြီဒါပေမဲ့ဖေကိုကြောက်သလားဟဲ့ဘာလို့ကြောက်လဲဘာရှိလို့လဲဖေကမလုံးနဲ့ဆိုတာလုပ်ထားရင်တော့သွားနဲ့ဆိုတဲ့နေရာသွားရင်တော့ဒါပေမဲ့ကြောက်ချင်လို့ကြောက်ရတာမဟုတ်တာလုပ်လို့ကြောက်ရတာဒီစီကံမရှိတဲ့လူဟာကြောက်ရတယ်စီကံရှိတဲ့လူဟာဒါပေမဲ့ဆရာမတွေကိုကြောက်လားဘာလို့မကြောက်တာလဲအဲ့ဒါကတော့ဘာရှိအောင်
ကြိုးစားမယ်ဒါပေမဲ့စီကံရှိတဲ့လူကကြောက်ရတာလားစီကံမရှိတဲ့လူကကြောက်ရတာလားစီကံရှိတဲ့လူကကြောက်ရတာလားစီကံမရှိတဲ့လူကကြောက်ရတာလားဒါပေမဲ့စိတ်ကောင်းရှိတဲ့လူဆိုတာနော်ဒီချာမှတ်တော့စီကံမရှိတဲ့အလုပ်ကိုလုပ်ရမှာကြောက်ရမယ်ဟုတ်လားစီကံဖောက်ပြရမှာဘာလို့ကြောက်ရစီကံဖောက်ပြရမှာဟုတ်အဲ့တော့စီကံဖောက်ပြရမှာပါကဲမခိုးနဲ့ဆိုတာခိုးထားရင်ဒီလူကမကြောက်ရဘူးလားရှင်းစရာမကောင်းလားဒါပေမဲ့မကောင်းမှုလုပ်ကြမှာလားမကောင်းမှုရှောင်ရမှာလားမကောင်းမှုရှောင်မယ်ဆိုတော့မကောင်းမှုလုပ်ရမှာကိုမလုပ်ရမှာရှင်းရမကောင်းမှုလုပ်ရမှာကိုလူပုံလည်းမဒီလူကသခိုးလို့ပြောခံမှာဘာလို့ရှင်းရမယ်ဒီကလေးကမိဘစကားနားမထောင်ဘူးလို့ပြောရမှာဟုတ်ပြီဒီကလေးကဆရာမစကားနားမထောင်ဘူးလို့ပြောခံမှာကိုဒါဖြင့်မကောင်းမှုလုပ်ရမှာကိုရှင်းရမယ်မကောင်းမှုပြုရမှာကိုကြောက်ရမယ်ဟုတ်ပလားဒါပေမဲ့တို့ဘာကိုကြောက်အောင်လဲမကောင်းမှုပြုရမှာကိုကြောက်ဘာကိုရှင်းရမလဲမကောင်းမှုလုပ်ရမှာကိုရှင်းရအားလုံးကြပြောပါမကောင်းမှုပြုရမှာကိုရှင်းရမယ်ကြောက်ရအဲ့ဒါခေါင်းနဲ့ပဲပြောမယ်ဒါတို့မှားတာများတယ်မကောင်းမှုလုပ်ရမှာကိုရှင်းတယ်ရှင်းရမယ်ကြောက်တယ်ကြောက်ရမယ်ပြန်ပြောစီကံဖောက်ပြရမှာကိုရှင်းတယ်ရှင်းရမယ်ဟုတ်ပါလားဒီကဲစီကံဖောက်ပြမထားရင်တော့ဘယ်သူကြောက်เสียလို့လဲတရားသံဃာမိဘဆရာကိုကြောက်သလားဘာလို့မကြောက်တာလဲစီကံမရှိရင်တော့စီကံမရှိဘဲနဲ့တရားမှာကိုရှင်းလေကြောက်တယ်စီကံရှိတဲ့လူမရှိတဲ့လူဘယ်သူတန်ဖိုးရှိလဲမေတ္တာရှိတဲ့လူမရှိတဲ့လူဘယ်သူစိတ်ကောင်းရှိတာလဲအဲဒီမေတ္တာမရှိဘဲတရားမှာကိုရှင်းရမယ်ကြောက်ရမယ်ဟုတ်ကလားသူများကိုဘာလို့ရှင်းကြရချမ်းသာစေခြင်းကဲသားတို့သမီးတို့ကမနဲ့အေးရထားလာပြီအမေကအိမ်ထဲမှာမိဖို့ကြောင့်ထဲမှာသမင်းချက်တယ်မအောင်အိမ်ရှိမှာအမိုက်တွေရှုပ်တယ်ဘယ်လိုလုပ်ဘယ်သူချမ်းသာအောင်လို့မေမေချမ်းသာအောင်လို့မေမေသက်သာအောင်လို့ဟုတ်ကဲ့လားအဲ့ဒါပါရှိတယ်အဲ့ဒီကောင်းရှိတယ်မေတ္တာရှိတယ်ဘယ်သူချမ်းသာအောင်လုပ်တာလဲမေချမ်းသာအောင်လုပ်တာဟုတ်ကဲ့လားကဲသားတို့ကျောင်းရောက်သွားတဲ့အခါကျတော့ကျောင်းကန်းထဲမှာအမိုက်တွေရှုပ်ပွားနေတယ်ဘယ်လိုလုပ်ပြည့်စည်လိုက်မယ်ဘယ်သူချမ်းသာအောင်လဲဆရာမလည်းချမ်းသာအောင်တို့ကျောင်းသူကျောင်းသားတွေလည်းချမ်းသာအဲ့လိုလုပ်တဲ့လူဟာကျောင်းဆရာလိုသလားရှက်ဆရာလိုသလားကဲအဲ့လိုအမိုက်တွေရှုပ်နေတာမြင်ရတဲ့တပည့်စီမလဲတဲ့လူကရှက်လေဆရာမယ်ဟုတ်ကဲ့အဲ့ဒါတာဝန်သိလို့လားမသိလို့လားတာဝန်မသိတဲ့လူဟာစိတ်ကောင်းရှိတယ်လို့ဆိုမလားစိတ်ကောင်းမရှိဘူးလို့ပြောမလားဒါပေမဲ့သားတို့ကဘာရှိအောင်ကြိုးစားမယ်ဒါပေမဲ့အမိုက်တွေတွေးနေတာတွေ့ရင်တပြည့်စီလဲရကဲအဝတ်တွေပြီးပွားနေတာရှုပ်ပွားနေတာတွေ့ရင်ရှုပ်မရှုပ်နိုင်ရင်သိမ့်ပါနော်တခုခုကိုခောက်ပြီးတော့စုပြီးတော့မသိရဘူးလားရှုပ်ချက်ကနေအောင်ထားမှလားသားတို့သာဝတိရောတစ်ခါနဲ့ပြတ်ကျဲနေအောင်ထားမလားသာဝကိုဘယ်လိုထားမလဲသေသေးသတ်သတ်ထားရဘယ်လိုထားမလဲအဲ့တော့သေသေးသတ်သတ်ထားတဲ့လူကစီကံရှိတဲ့လူလားစီကံမရှိတဲ့လူလားဟုတ်ပြီလားမမိသလားဒါပေမဲ့စီကံဖောက်ပြရမှုရှင်းလေကြောက်လေကဲသူများဆင်းရဲအောင်လုပ်ရမှာကိုလည်းဘာလို့ရှင်းလေရှင်းရမယ်ကြောက်လေကြောက်ရမယ်ကဲလင်းနေတဲ့လူတွေ့ရတဲ့မထူပဲသွားမှာကိုလည်းပါလေဟုတ်ကလားဘုရားသိကြတဲ့လူတယောက်ကဗိုက်စာလုံးပုံနေတာကိုလက်ထဲမှာမုံမရှိပဲနဲ့မုံရှိရတဲ့နဲ့မကျွေးပဲသွားရမှာဘာလို့ဟုတ်ပြီလားဘယ်သူကိုယ်တိုင်လေ့ကျင့်ရမှာလဲ
ဘသူကိုဘသူအားကိုးရမှာလဲဒီဒါဖြင့်အရာရာအားလုံးကိုမကြောက်ရဘူးလားမကောင်းမှုလုပ်ရမှာကိုကြောက်ရပါလားဒီဒါဖြင့်သားတို့ဘာတွေကိုကြောက်တော့မကောင်းမှုလုပ်ရမှာကိုကြောက်ဘာကိုရှက်လဲမကောင်းမှုလုပ်ရမှာကိုရှက်ဟုတ်ကလားကဲကျန်တဲ့ဘယ်တရားတန်ခါမိဘဆရာကိုကြောက်သလားရှက်သလားကဲဆရာမစာထဆူခိုင်းတယ်ကိုယ်ကလည်းစာရနေတယ်ဆိုမတ်တရပြီးထပြီးပါလို့အဲ့ဒါရှက်ဆရာလို့လားကြောက်ဆရာလို့လားကဲသာသမီးတို့ကစာမသိလို့ဆရာမကိုထပြီးတော့မတ်တရပြီးမမေးရဘူးလားမေးတဲ့အခါရှက်ဆရာကြောက်ဆရာအဲ့ဒါမကောင်းမှုလုပ်တာလားသိအောင်လုပ်တာလားအဲ့ဒီလုပ်လို့ကြရှက်ဆရာလို့သလားကဲဆရာမမလုပ်တဲ့ဆိုတာလုပ်ရမှာလို့တော့ရှက်လေရှက်ရမယ်ကြောက်လေကြောက်ရမယ်ပြန်ပြောဆရာမမခိုင်းတာလုပ်ရမှာဟုတ်ဟုတ်ပြီမိဘမလုပ်ခိုင်းတာလုပ်ရမှာဟုတ်ဘုရားမကြိုက်တဲ့အလုပ်လုပ်ရမှာဟုတ်ဒါဖြင့်တို့မကောင်းမှုလုပ်ရမှာကိုတော့ရှင်းလေရှင်းရမယ်ကြောက်လေကြောက်ရမယ်ဟုတ်ပြီလားဟိအဲ့တော့သူများကိုချမ်းသာစေချင်တာပါခေါ်လေမေတ္တာဒါဖြင့်သူတော်သာသာတို့မိမိတို့ကဘာရှိအောင်နေမလဲမေတ္တာရှိအောင်နေရဘာရှိအောင်နေရမလဲအဲ့တော့သူများမချမ်းသာအောင်ပြောမှလားချမ်းသာအောင်ပြောမှလားမေစိတ်ချင်းအောင်ပြောမှလားစိတ်ချမ်းသာအောင်ပြောမှလားဆရာမစိတ်ချင်းအောင်လုပ်မှလားစိတ်ချမ်းသာအောင်လုပ်မှလားအဲ့လိုသူများချမ်းသာအောင်လုပ်တာပါလေမေတ္တာကဲတကယ်ချင်းကိုငိုအောင်စမလားစိတ်ချင်းအောင်လုပ်မလားဒါပေမဲ့တကယ်ချင်းချမ်းသာအောင်မလုပ်ပြောရမဖြစ်နဲ့ချမ်းသာအောင်အဲ့တော့တကယ်ချင်းပြောသေးချင်တာပါလေမေတ္တာတကယ်ချင်းပြောစေချင်တာအဲ့တော့စိတ်ဆင်းရဲနေတဲ့လူအိမ်ကနေစိတ်ကြောက်လာတဲ့လူတွေ့ရင်ဝိုင်းစားမလားချော့ရမလားအဲ့တော့သူဆင်းရဲနေတာကိုဘာလို့ချမ်းသာအောင်လုပ်ပေးရဆင်းရဲနေတာကိုဝိုင်းစားနေတဲ့လူတွေ့ရင်ကျွေးရရေစားနေတဲ့လူတွေ့ရင်ဆက်ရမယ်အားငယ်သူကိုလဲနေသူကိုရင်နဲ့တော့အဲ့ဒါဘာစိတ်လဲကရုဏာအဲ့ဒါဘာစိတ်လဲဘာစိတ်လဲအဲ့တော့ကရုဏာကင်းမဲ့ပြီးလဲနေတဲ့လူကိုတွေ့ရတဲ့မထူဝဲသွားရမှာပါတော့ရှင်လဲရှင်းရမယ်ရှင်းတတ်လားဟဲ့ကဲကောင်းပြီကဲတရားရှိသာသာမိမိတို့ကဘသူကိုအားကိုးမလဲဘသူကိုအားကိုးမယ်ကဲသံမွေးအောင်ဆရာမသွားပြီးတော့အပူကမလားကိုယ့်အကိုကြိုးစားမိဘကိုကျူရှင်ထားပေးလို့ပြောမှလားကိုယ့်ကိုရအောင်ချက်မှလားဘယ်သူကိုအားကိုးမှလဲဟုတ်ပြီနော်ဘယ်သူကိုအားကိုးမှသူများအားကိုးမလားဇံပွဲအောင်ပါစေလို့ပြောတဲ့ဆရာတော်မင်းမလားမင်းတို့ရမလားဇံပွဲအောင်လုပ်ပေးပါလို့အကိုကြီးကိုပြောရမလားအမကြီးကိုပြောရောဆရာမကိုပြောရောမေကိုပြောရောသံပွဲအောင်ဘယ်သူကိုယ်တိုင်လုပ်ရမှာလဲအဲ့တော့ကိုယ်တိုင်တာမရဘဲနဲ့အောင်မလားကဲမနေ့ကသသားလို့ပြောခဲ့တယ်မိမိတို့ပြောခဲ့တယ်ကြောင်းတက်တာဘာလို့ပို့လဲအားလုံးကြောင်းတက်တာဘာလို့ပို့ကြောင်းတက်တာဘာလို့ပို့လို့ကာတဖို့ဆိုတော့စာမတက်မှာကိုဘာလို့ရှင်းလေဒီလိုလုပ်ပါဘာလို့အတန်လေးရော့သွားတာဟင်စာမတက်မှာကိုဒါပေမဲ့လောကမှာအလုံးကြောက်เสียရှက်เสียမရှိဘူးလို့ဒီလိုပြောမလားမကောင်းမှုလို့ရမှာကိုဒါပေမဲ့ကောင်းမှုလုပ်မှာကြတော့ရှက်เสียလည်းမလိုဘူးကောင်းမှုကြတော့ရေးလုပ်ရမယ်ကောင်းမှုကြတော့ဘာဖြစ်လဲကောင်းမှုကိုချစ်စရာလိုသလားကောင်းမှုကိုကြောက်စရာလိုသလားဒါဖြင့်လဲနေသူကိုအားငယ်သူကိုငိုနေတာတွေ့ရင်ဘာလုပ်မလဲ
ချင်းထားမလားမြေတရားသားနဲ့ထားခဲ့ပါလားကဲသားတို့ကလမ်းမှာပစ္စည်းတစ်ခုကောက်ရပြီကျောင်းထဲမှာသွားရင်လာရင်တဲ့ပေါင်လေးတစ်ချောင်းထိုးရတယ်အဲ့ဒါဘယ်လိုလုပ်မလဲဟုတ်ကဲ့လားကိုယ်တိုင်ယူလိုက်ပါမဟုတ်ဘူးလားလမ်းမှာတွေ့ရကိုပစ္စည်းလားကိုပစ္စည်းမဟုတ်ဘဲနဲ့ယူရမလားဒါပေမဲ့ကိုပစ္စည်းမဟုတ်ဘဲယူထားရမှာကိုလမ်းမှာပတ်စံအိတ်ကြီးကောက်တွေ့ပြီဘယ်လိုလုပ်ဆရာမကိုအားရမယ်ဟုတ်ကဲ့လားအဲ့လိုယူထားမှာဘာလို့အားလုံးမှတ်မိတယ်နော်လမ်းမှာတွေ့တဲ့ပစ္စည်းကကိုပစ္စည်းလားကောင်းရရင်ဘာလို့ရမလဲဆရာမစီကိုအပြစ်ကိုပစ္စည်းမဟုတ်ပဲယူထားရမှာကိုမှတ်မိသလားဟေ့ကဲဒါဖြင့်မိဘဆရာသမားဆရာမမိဘဘုရားတရားသံဃာကိုကြောက်သလားဘာလို့မကြောက်တာလဲဒါပေမဲ့မကောင်းမှုလုပ်ရမှာကိုတော့အဲ့လိုမကောင်းမှုလုပ်တာကိုရှက်တဲ့ကြောက်တဲ့လူကိုစိတ်ကောင်းရှိတဲ့လူလို့ခေါ်မလားစိတ်ဆိုးရှိတဲ့လူခေါ်မလားဟုတ်ပြီလားဒီစိတ်ကောင်းရှိတဲ့လူတွေကိုပတ်ဝန်းကျင်ကရှက်မလားမုန်းမလားသားတို့ကိုလိမ်မာတဲ့ကလေးဆိုရင်ရက်ွက်တွေကဘာလို့လဲချစ်တယ်ဆိုးတဲ့ကလေးကြတော့မုန်းတယ်ဆိုတော့ရက်ွက်လူကြီးတွေကမကောင်းလို့လားကိုကဆိုးလို့လားဒါကြတော့အရက်ကသူ့တကယ်ချင်းကိုကြတော့ချစ်တယ်ကိုကြတော့မချစ်ဘူးဘာဖြစ်လို့ကိုကဆိုးလို့တကယ်ချင်းကကောင်းလို့ဒါပေမဲ့ကိုကိုချစ်စေချင်ဘာလို့ကိုကလည်းကောင်းအောင်လုပ်အောင်မကောင်းဘူးလုပ်အောင်မှာကြတော့အဲ့ဒီလိုမကောင်းဘူးလို့မှာဘူးအောင်မလေးမမေးနဲ့တော့မကောင်းဘူးလို့မှာကိုဘုံမြင်လေးတို့ပြောပြမယ်နော်ဘုရားရှိခိုးတော်မြတ်ကြီးလက်ထက်ကတဲ့နော်စုံဓာဆိုတဲ့ဝတ္တသမားတယောက်ရှိတယ်ဘယ်လိုလဲစုံဓာဘယ်လိုလဲစုံဓာသူကမလုပ်တယ်အဲ့ရထဲမှာဝတ္တပြီးတော့မှသူများကိုရောင်းတာနော်အဲ့တော့ဝတ္တတဲ့ကသူကဒီလိုမတတ်ဘူးရိုးမတတ်ဘူးနှိမ့်ဆက်မှတတ်တယ်ဘယ်လိုလုပ်တတ်လဲဝက်ကိုတိုင်းမှာချီပြီးတော့တင်းဖို့ကြီးနဲ့ရိုက်နော်ဘာနဲ့ရိုက်တာတင်းဖို့ကြီးနဲ့ရိုက်တာကောင်းလားကဲသားတို့သမီးတွေကိုဆရာမဝါချမ်းများလေးနဲ့ရိုက်တာတော့မှဘာဖြစ်လဲပြည်ရနဲ့ရိုက်တော့လေဟိုမှာတင်းဖို့ကြီးနဲ့ရိုက်တော့ဒီဝက်ဘက်နဲ့နားပါနော်နားတော့ဘာဖြစ်ပေါ်လာဟောသားတို့လည်းဒုံးနဲ့ရိုက်တော့ဘာဖြစ်လို့ဆရာမဒုံးနဲ့ရိုက်တယ်ကဘာဖြစ်လို့ရိုက်တော့မရသေးဘူးဟိုးနေပြီဟုတ်လားဒုတ်ကြီးမြေတာနဲ့ဘာဖြစ်တော့ဘယ်သူတို့သိတာပဲဒါပြည့်သူများကိုအဲ့လိုတော့ရိုက်မလားဒီကစုံနာလေမညာမတာဒီခွက်ကြီးကိုတတ်ပြီးတော့လေရောင်းအောင်ပါလို့ဘာနဲ့ရိုက်တင်းမို့ကြီးနဲ့ရိုက်အဲ့ဘောကဘာဖြစ်ပေါ်လာပေါ်တော့အဲ့ဒီပေါ်တာနဲ့ဘေးကအိမ်ကလူတွေကနေလို့မရဘူးစိတ်ချမ်းသာမလားစိတ်ဆင်းရဲမလားသူ့အိမ်ထဲတဲ့သူဘွဲသားတွေကပတ်ဝန်းကျင်အကုန်လုံးပါဖြစ်စိတ်ဆင်းရဲဘာဖြစ်လဲကဲသားတော့လည်းအိမ်ထဲမှာအာပြဲရှိတဲ့အောင်မို့လေဘေးကအိမ်လေးကဲအဲ့လိုမျိုးလုပ်ရမှာလားကဲဘေးရိုက်ပြီးဆိုဘာဖြစ်လို့ရိုက်တာဆိုလို့အပြစ်ရှိလို့ရိုက်တာဘာဖြစ်လဲအပြစ်ရှိလို့ဆိုစိတ်ကန်းရှိလို့လားမရှိလို့လားစိတ်ကောင်းရှိတယ်လို့လားမရှိတယ်လို့လားအဲ့တော့စိတ်ကောင်းမရှိတဲ့လူဘာလို့ခံအရိုက်ခံဟုတ်ပြီနော်အားလုံးကြီးဒီမှာစုံတာလေအဲ့ဒါလို့သူများကိုနှိမ့်ဆက်ပြီးမှဒီကွက်တွေကိုဘာလို့တာအဲ့ဒီလိုလုပ်တာကုသိုလ်လားအကုသိုလ်အမေအကုသိုလ်လို့ရင်အပြစ်ရှိလားမရှိဘူးလားအပြစ်ရှိတဲ့လူကချမ်းသာမလားဆင်းရဲမလားသိကြလားအကုသိုလ်လုပ်တာအပြစ်ရှိမရှိအကုသိုလ်လုပ်တာအပြစ်ရှိမရှိဒီမှာစကားနားထောင်တာအပြစ်ရှိမရှိဒီမှာစကားနားထောင်တာလေအပြစ်မရှိနားမထောင်ရင်ဟုတ်ပြီဆရာစကားနားထောင်ရင်အ
လူကကြောက်เสียဆိုသလားအပြစ်ရှိတဲ့လူကတော်မေးတယ်နော်တော်မေးတယ်နော်အရိုက်ခံမှာနော်အပြစ်ရှိတဲ့လူကစုံတာအပြစ်မရှိဘူးလားအပြစ်ရှိတာကိုသူကရှက်သလားဆိုတော့ကြောက်လေနေတိုင်းသက်တယ်ဟုတ်ပြီနော်အဲ့ဒါတည်းကျတော့ယဟန်တွေအဲ့ဒီနားမှာဆုံးခံသွားဘုန်းတော်ဆုံးခံသွားလဲစိတ်မချမ်းသာဘူးတဲ့ဒီအတန်ကြားအဲ့တော့နောက်တည်းရက်လောက်ကြာတော့စုံတာကိုမမြင်ရဘူးအိမ်ထဲမှာတကားပိတ်တာဒါပေမဲ့ဝက်အော်စာနေကြားဘယ်လိုကြားဝက်အော်စာနေစုံတာဝက်သက်တယ်လို့ပဲ9 ရက်ဘယ်ရက်လဲ9 ရက်အဲ့ဒါအထဲထဲသွားကြည့်တော့စုံတာကြီးကလေသူ့ကိုယ်သူလေဘင်းကြီးကျိုးနဲ့ချီတိုင်မှချီပြီးတော့တိုင်ကိုပတ်ပြီးတော့9 ရက်အော်နေတာဝက်ဒီလိုအော်နေတာဘယ်လိုအော်နေတာအဲ့တော့အပြန်သွားတဲ့လူတွေကတော့စုံတာမလုပ်နေတဲ့ထင်တာဝက်သက်နေတဲ့ထင်တာတကယ်တော့ဝက်ကအော်နေတာလားစုံတာအော်နေတာဘာဖြစ်လို့ပါလဲဝက်ဒီကိုတတ်ခဲ့တော့ဝက်အော်တယ်လို့ပဲအော်တယ်ဒီကြတော့ဒါလေးပြီးရင်သားတို့အရေးကြီးတာလေးတစ်ခုပြောပြီးရင်ဒီနေ့ပြီးတော့မှာနော်ကဲဘုံပြောတာကြာနားထောင်ကြသလားခဏလေးပဲနားထောင်ကြဟုတ်ကဲ့လားဒါနဲ့စူးစိုက်ပြီးနားထောင်တော့တရားနဲ့တရားစကားပြောရမှာလားပြောရအောင်ဘယ်မှာကြည့်မလဲဘုံကိုကြည့်အခုစုံတာအိမ်ထဲမှာဘယ်နေရက်လဲဝက်အော်နေတာလားသူပေါ်နေတာလားဒီစောစောကဝက်တွေတတ်တုံးမှာပေါ့မအော်ဘူးလားဝက်တွေတတ်တုံးကဘယ်သူကအော်တာဝက်ကအော်တာဝက်တွေတတ်တုံးကအခုဝက်ကအော်တာလားစုံတာအော်တာအဲ့ဒါဘာခေါ်တာဝက်လိုက်တာအဲ့လိုပြောပါဝက်လိုက်တာဆိုတာအလိုလိုလိုက်တာလားသူလုတ်ခဲ့လို့လားဒါဖြင့်ကိုပြုတာကိုခံဘာဖြစ်လဲဒါဖြင့်ဘယ်သူမပြုအဲ့လိုကြောက်ဘူးလေဘာလဲဘယ်သူမပြုမိမိတို့ဟုတ်ကဲ့လားအဲ့တော့ကိုပြုတဲ့အတိုင်းကိုခံရအဲ့လိုပြန်ပြောပါသူ့လိုစုံတာဝက်တွေတတ်တာနော်ရိုးရိုးတတ်တာလားရိုက်နေပြီးတတ်တာရိုက်နေပြီးတတ်တော့ဝက်ကမသိခင်မှာလို့ခုဝက်တွေပေါ်တယ်လို့ပဲသူဘာဖြစ်ဟိုလေနော်ကုသိုလ်လုပ်လို့လားအကုသိုလ်လုပ်လို့လားအပြစ်ရှိသလားကဲအပြစ်ရှိသူဒီအပြစ်ကိုခံရမှာလားမခံရဘူးလားသူစုံတာဘယ်နဲ့ခံ9 ရက်ပတ်ချာလေးပြီးအော်နေရတယ်ဘယ်လိုအော်လို့ဝက်လို့အော်တာသူကဘာလဲတတ်ခဲ့တာလို့ဝက်တွေတတ်ခဲ့တော့ဝက်လို့လှဲအော်ပြီးတော့ဒုက္ခနာကိုကြီးကဘီးတွေတောက်ဘာဖြစ်ဒါဆိုတော့ဒီစုံတာဘယ်သွားတော့စုံတာဘယ်သွားတော့ဘာလို့ဒါပေမဲ့ဒေဟိုးရောက်ပြီလားလူပုံမှာအော်နေရတာလားကုသိုလ်လုပ်လို့လားအကုသိုလ်လုပ်လို့ဒါပေမဲ့ဒေဟိုးရောက်ပြီလားလူပုံမှာအော်နေရတာလားကုသိုလ်လုပ်လို့လားအကုသိုလ်လုပ်လို့ဒီသားတို့သမီးတို့ကလည်းအဲ့လိုသူများကိုနှိမ့်ဆက်မယ်ဆိုရင်ကိုယ်တိုင်ခံရမှာလားမခံရဘူးလားဒါပေမဲ့သူများနှိမ့်ဆက်တယ်လို့လုပ်ရမှာလားမလုပ်ရဘူးလားလုပ်ရမှာလားမလုပ်ရဘူးလားဘယ်သူမပြုကိုပြုတာကိုပြုတာကိုအပြစ်ဒါဖြင့်အပြစ်လုပ်ရမှာကိုမလုပ်မင်းတွေရှင်းလေဒါဖြင့်သူများအသက်သားရမှာကိုသူများပစ္စည်းခိုးရမှာကိုကျောင်းလေလုံးငယ်ငယ်ရွယ်ရွယ်နဲ့ရှင်းစားထားရမှာကိုသူများကိုလိမ်ညာပြောရမှာကိုကျန်ကျန်တန်းဆဲဆိုပြောရမှာကိုဟုတ်ပြီသူများချစ်ချင်းကိုဂုဏ်တက်ရမှာကိုကျောင်းသားကကျောင်းသားစကားမပြောဘဲနဲ့တခြားစကားတွေရှောက်ပြောနေရမှာကိုဟုတ်ပြီလားဟဲ့ကဲသေးသေးရသောက်ရမှာကိုအရင်သမားတွေနဲ့ပေါင်းမလားအရင်
တောက်တဲ့လူတွေပေါင်းမလားဒီလေးတောက်တဲ့လူတွေပေါင်းမလားဘုံစားတဲ့လူတွေပေါင်းမလားအဲ့လိုပေါင်းရမှာကိုစုံသားကြီးကြည်တယ်သေပြီလားဆိုတော့မသေသေးဘူးသူဘာလို့ခဲ့တာလဲဝတ်စားခဲ့တာအဲ့တော့တတ်တိုင်းဝတ်တွေပေါ်ရအောင်လားပေါ်ရတော့အခုသက်သာပေါင်းရင်တော့အဖြစ်မလဲလူမဖြစ်ရင်သူလုံးမပေါ်ရဘူးလားပေါ်ပြီးတော့ခေါင်းရပြပြမမပေါ်ပြီးတော့လေတော့ယဟန်တွေကဝိုင်းပေးကြတယ်ဘုရားကိုအရှင်ဘုရားတဲ့စုံကဟာဘုရားတပည့်တော်တို့ကဘယ်သူတွေများအလူရှိလို့များဝတ်တတ်နေတာလဲလို့ထင်တာတဲ့ဒါပေမဲ့ခေါင်းရလုံးသူ့အိမ်ထဲမှာမဖြစ်ဘူးဩနေရတယ်တဲ့ဝတ်တွေလို့អော်ပြီးတော့အခုတော့စုံကမှာဖြစ်ပြီသေပြီတဲ့အဲ့ဒါအရှင်ဘုရားစုံကဘယ်များသွားကြလဲဘုရားဆိုတော့ရေဟိုးသွားပြီကွာတဲ့သူများအသက်သတ်တဲ့အပြစ်ကြောင့်အကုသိုလ်ကြောင့်ဘယ်မှာရောက်သွားလဲတေဟိုးရောက်သွားတယ်ဆိုတော့ဒါအပြစ်မသိဘူးလားသိတဲ့ခါကျမှအဲ့ဒီချင်းကေပါအောင်လို့ပြောလို့ဘယ်သူကတည်လို့ရမလဲအဲ့တော့စုံကရောက်သွားတာဟာသူများပို့တာလားဘုရားပို့တာလားဘုရားစုံကငရဲသွားလို့ပြောတာဘုရားညှထားလိုက်တာဟုတ်ကဲ့လားဘယ်သူကိုယ်တိုင်လုပ်တာသူပြုလို့သူခံရတာဟုတ်ကဲ့လားနတ်တရားပို့လာလားဘုရားပို့လာလားဝတ်တတ်တာဘယ်သူလဲအဲ့ဒီဝတ်လို့អော်ရတာလဲစုံတာပဲဝတ်တတ်တာဘယ်သူလဲဝတ်လို့អော်ရတာလဲတတ်တော့ဘယ်သွားတော့ဘယ်ဟိုသွားတာဘယ်သူလဲဘယ်ဟိုသွားတာဘယ်သူလဲတတ်တော့ကဘယ်သူတတ်တာလဲစုံတာတတ်လို့ဒေဟိုကိုစုံတာပွားရတယ်ဟုတ်ကလားဒါပေမဲ့အဲ့ဒါသူများပို့တာလားသူများကြောင့်ဖြစ်တာလားတကိုးရှင်တွေကြောင့်လားသူများပို့လိုက်တာလားကိုလုတ်တာကိုခံရတာလားဒါလို့လည်းမှတ်ထားပါကိုလုတ်တာကိုခံရဒါပေမဲ့ကိုကကောင်းတာလုပ်ရင်ဘာအကျိုးရမလဲကောင်းကျိုးရမယ်ကဲသာလို့သမီးတို့ကြောင်းရောက်တဲ့ခါကျတော့မင်္ဂလာပါဆရာမလို့ဆရာမနဲ့တွေ့လုံးမဆက်အောင်လားလုံးဆက်တော့ဆရာမဘာပြန်ပြောလဲမင်္ဂလာပါတပည့်တို့မပြောဘူးလားအဲ့ဒါဆရာမကိုတွေ့တဲ့အခါအဲ့ဒါလို့လုံးမဆက်ပဲနဲ့မျက်နှာကြီးစူပုတ်ပြီးကြည့်နေဆရာမဘာပြောဆရာမဘာပြောဒီကလေးလိမ္မာလည်းပြောမလားဆိုးတယ်ပြောအဲ့တော့မင်္ဂလာပါသားလို့မင်္ဂလာပါသမီးလို့ပြန်ပြောမလားဘာလို့ပြန်မပြောလားကဲသားတို့ကမနေ့အိယာခါကကြောင်းသွားတဲ့အခါကျတော့လမ်းမှာတွေ့တဲ့တကယ်ချင်းကိုလေပြုံးပြရဲ့တကယ်ချင်းကဘာလို့ပြန်ပြီးတော့ပြောတယ်မပြောတဲ့ကွာဘူးကြီးကြီးကရဆောင်လို့ကြည့်တကယ်ချင်းကဘာလို့ရဆောင်ပြန်ထိုးဘာလို့ရဆောင်လို့ကကိုကရဆောင်ထိုးလို့ဟုတ်ကဲ့လားအဲ့တော့ကိုကပြုံးပြရင်သူကလည်းပြုံးပြဒါပေမဲ့ဘယ်သူပြုတာဘယ်သူရဒါပေမဲ့ကောင်းတာလုပ်ရင်ဘယ်လိုအကျိုးရကောင်းကျိုးရမယ်ဒါလေးပြောတော့မှသိချင်လို့ကောင်းတာလုပ်ရင်မကောင်းတာလုပ်ရင်ဒါပေမဲ့သားတို့သမီးတို့ကကောင်းကျိုးလိုချင်လားဆိုးကျိုးလိုချင်လားကောင်းကျိုးလိုချင်ဘယ်လိုလုပ်လဲကောင်းတာကိုလုပ်ရဘယ်သူကိုယ်တိုင်လုပ်ရမှာလဲဘုရားနာမှာကောင်းကျိုးတွေပေးပါလို့သွားတောင်းမလားရမလားတောင်းလို့ရမလားဒါပေမဲ့ဘုံဘုံနာလာတောင်းလိုက်ဘုံဘုံကပေးနိုင်ဘူးလားဘုံဘုံကသားတို့ကောင်းအောင်ပေးနိုင်တာဒီကချက်သေးတာလက်ပြန်ချူချင်းဝင်လို့ဝေတော့ကောင်းတာလို့မပေးနိုင်ဘူးလားကောင်းအောင်သူကိုယ်တိုင်လုပ်ရမှာလေဘုံဘုံကလုပ်ပေးနိုင်သလားဘုံဘုံကလုပ်ပေးနိုင်သလားဒါပေမဲ့ဖေကိုလုပ်ခိုင်းရမလားရဆရာမလုပ်ခိုင်းအဲ့ဒီဘယ်သူအကူရပါလဲမိမိကိုကိုမိမိကိုကောင်းအောင်ကြိုးစားပြီးပြောသမားအဲ့တော့မကောင်းတဲ့လုပ်လို့ရမလားဒီဘာရှိရမလဲဒီနေ့ဘုံဘုံနိဘာတော့စိတ်ကောင်းရှိအောင်လုပ်ရမယ်ဘာဖြစ်လဲအ
ကောင်းလာမှလားကောင်းအောင်လုပ်ရမှလားကောင်းတာလုပ်ရင်ဘယ်အကျိုးရလဲမကောင်းတာလုပ်ရင်မကောင်းလို့ရတယ်အဲ့ဒီမကောင်းလို့ရတာသူများကြောင့်လားကိုယ်တိုင်လုပ်တာလားဒါဖြင့်သူများအပြစ်တင်မလားကိုကြည့်ပါလားဒါဖြင့်မိမိကိုပြန်ပြောသာလို့ပြီးတော့သူများလည်းအပြစ်တင်မလားကိုယ့်အကိုကြိုးစားရမှာလားဒီဘာရှိရပါလဲဟုတ်ပြီဒီကဒီကောင်းရှိရမယ်အဲ့တော့လူလိမ္မာနဲ့ပေါင်းမလားလူမိုက်နဲ့ပေါင်းမလားအဲ့တော့သူများကိုဆေးရအောင်လုပ်မလားချမ်းသာအောင်လုပ်မလားဟုတ်ပါပြီကိုယ်တည်းတိတ်ကြဆေးရတဲ့လူကိုဘာလို့သနာရမယ်ကိုယ်တည်းတိတ်ကြဆေးရတဲ့လူကိုသူများကိုချမ်းသာအောင်လုပ်ပေးတာပါခေါ်လဲမြေစရာကိုယ်တည်းဆေးရတဲ့လူကိုကယ်တာကဘယ်လိုကကိုယ်တည်းသာတဲ့လူကိုဝမ်းသာတာကဘုဒ္ဓိကကိုယ်တည်းသာတဲ့လူကိုဝမ်းသာတာကကိုယ်တည်းစာတော်တဲ့လူတို့ရင်ဝမ်းသာရမယ်ကိုယ်တည်းချမ်းသာတဲ့လူတို့ရင်ဝမ်းသာရမယ်သူလိုစာတော်အောင်ကိုကဘာလုပ်ရမလဲဒီဘုသူကိုဘုသူပြင်ရမှာတော့အဲ့တော့ဘုသူပြုတာဘုသူခံရတာတော့သူစုံသားကြီးပဲရောက်သွားပြီတော့ရောက်ရှင်လို့ရောက်သွားတာလားသူလုံးလို့ရောက်တာလားကျုံနာဘာလို့တဲဟုတ်ရောက်တာလဲဝတ်တန်လို့အဲ့တော့သူများအသက်သားလို့ဘယ်ရောက်ရတာလဲသားလို့သမီးတို့လည်းကိုယ်စားမဟုတ်ပဲယူထားရင်ဟုတ်ပြီတော့လမ်းမှာတွေ့တဲ့ကျောင်းထဲမှာတွေ့တဲ့ခဲတံဘောပင်စာအုပ်ပတ်စံဘာလို့မလဲဆရာမရှိဘာမသိအောင်ယူထားရပါလားအဲ့လိုမသိအောင်ယူထားရမှာဘာလို့လဲရှင်လဲရှင်ရမယ်ဒီနဲ့လားဟိကောင်းတာလုပ်ရင်ပဲအကျိုးရလဲကောင်းတာလုပ်ရင်ကိုယ်ကပြုံးပြရင်သူတို့ကလည်းကိုယ်ကမဲပြရင်သူတို့ကလည်းယုံသလားယုံရင်ဘယ်သူကိုပြင်ရမှာလဲဒါနဲ့မိကိုကောင်းအောင်ကြိုးစားတဲ့လူဟာဘယ်လိုပြောမလဲစိတ်ကောင်းရှိတဲ့လူပြန်ပြောဟုတ်ပြီစိတ်ကောင်းရှိတဲ့လူကဘယ်သူကောင်းအောင်လုပ်တာရှင်းရလားအားလုံးကျင်းတတ်သလားသဘောကျရဲ့လားကဲအလေးကဘုံဘဝမရှိဖို့ပြောလေဒီနေ့မရှိဖို့ပြောလေကဲအဲ့ဒါလေးကိုပြီးရင်သားလို့သမီးတို့မေ့ပလားမေ့ရမလားမမေ့ရဘူးလားလက်ချိန်မမေ့ပါနဲ့အဲ့ဒါကြတော့သက်လုံးလို့ပြောအချိန်တိုင်းတို့ခဏနေမေ့သွားမှာနော်ဘယ်လိုတော့ကဲဘုံဘဝတစ်ပါရှိရပါလေလို့ဒီကဒီကောင်းရမှုမေတ္တာလည်းထားရမယ်ကရုဏာလည်းထားရမယ်မုရိဒာလည်းထားရမယ်လောဘကြီးရပါလားအဲ့ဒီဘုဒ္ဓကိုတရားဝင်တော့ယူမလဲတော့ယူမလားဘိုက်တဲ့ပြီးမရသေးဘူးလို့ပြန်တောင်းမလားအဲ့လိုတောင်းမှာဘာလို့လဲလည်းရှင်းရမယ်သုံးသားကြီးပဲရောက်သွားပြီတော့နှထောင်းယူလဲလို့လေဘောမလားအဲ့ဒီဘယ်သူကောင်းအောင်လုပ်ပါလဲကိုကောင်းအောင်လုပ်မယ်ဆိုတော့ပါရှိရမယ်စိတ်ကောင်းရှိရမယ်ကောင်းတာလုပ်ရင်ကောင်းကျိုးဘယ်သူကိုယ်တိုင်ရမှာလဲအဲ့ဒါသူများပေးလို့ရတာလားကိုလို့လို့ရတာလားဟုတ်ပြီကိုယ်ကမကောင်းတာလုပ်ရင်ဘာရမလဲမကောင်းကျိုးရမယ်ဘယ်သူကိုယ်တိုင်ရမှာလဲအဲ့ဒါသူများဓာတ်ခတ်တာလားကိုလို့လို့ကိုခံရတာလားသုံးတာဘယ်ရောက်သွားလဲအဲ့ဒါဖျားပို့တာလားသူတတ်လို့ရောက်တာလားအဲ့ဒါလို့သမီးတို့လည်းလိမ့်ပဲကြမယ်ဆိုဘယ်သူရောက်ပါလဲဘယ်သူရောက်ပါလဲအဲ့ဒီဟိုသွားကြမလားကောင်းလို့ပြီးကိုအဲ့တော့မကောင်းမှုလုပ်ရမှာကိုဒီလည်းသိရမယ်အဲ့ဒီမကောင်းမှုလုပ်ရမှာရှက်တဲ့ကြောက်တဲ့လူမလူလိမ္မာလို့ခေါ်တယ်မှတ်ပြီမလားလက်ပြန်
ပြန်မေးရမှာလားဒါပြန်ကြတမျိုးသင်ပေးဦးမယ်နော်အခုမှမိသလားဒီတစ်ခုဘယ်အချိန်ထိမှတ်ထားမလဲသက်သက်လုံးသာလူအားလုံးသဘောကျတယ်နော်ရရင်ကဲအားလုံးဘောကသာနဲ့ကြောသိရအောင်